သုံးမောင်းသိမ်းမှာအိတ်ခန်း၃ခန်းနဲ့ရေချိုးခန်း၂ခုပါဝင်တဲ့မိသားစုအိမ်လေးတစ်လုံးကိုရှာဖွေနေတယ်ဆိုရင်ကျွန်တော်ဒီနေ့လိုက်ပြပေးပါမယ်။ရက်ကွက်ကလည်းအေးချမ်းသိစိတ်ပြီးတော့ location ကလည်းအချက်ချာကြပါတယ်။အိမ်ကတော့အုတ်တက်တက်နဲ့ဆောက်ထားတဲ့အုတ်အိမ်လေးဖြစ်ပါတယ်။ ဆိုတော့အိမ်တွင်းမိုင်းကိုဆက်ပြီးတော့လိုက်ပြပေးသွားပါမယ်။ဒါဆိုရင်အတူတူဝင်ကြည့်လိုက်ကြရအောင်နော်။အိမ်ထဲကိုစောင်းဝင်လာပြီးဆိုတာနဲ့ဘယ်ဘက်မှာတော့ living room အခြေကြီးကိုတွေ့ရမှာဖြစ်ပါတယ်။ဒီ living room ကနေပြီးတော့ dining room ကိုဆက်သွယ်ထားတာဖြစ်ပါတယ်။ဒီအခန်းလေးကပရင်ပေါက်အခြေကြီးရှိပြီးတော့အလင်းရောင်လေးအများကြီးလည်းရပြီးတော့တကယ်ကိုကျဲပါတယ်။အနောက်ဘက်မှာကကြတော့ဒီ bathroom လေးရှိတာပေါ့နော်။ခေတို့လိုက်ပြပေးသွားပါမယ်။ဒီ bathroom လေးရဆိုလို့ရှိရင်ဒါ gas တွေအတွက်ရောပေါ့နော်ဆိုတော့ဒီညမှာဆို sink ကိုသူတို့တေးချလေးလှလှပါလေးစောက်ထားတယ်ပြီးတော့ဒီမှာ bathtub ရှိမယ် stand shower ရှိမယ်ပြီးတော့ toilet ရှိပါမယ်ဒီညနေမှာတွေ့ရတော့ကတော့ပြင်စရာမရှိဘူးပေါ့နော်မီးလုံးတွေကလည်းကောင်းကောင်းအလုပ်လုပ်တော့ဒါကကြတော့အနောက်ဘက်ကိုမြင်ရမယ့်ပရင်ပေါက်လေးပါဆိုတော့ခေတို့တွေပြန်ထွက်လာမယ်ဆိုလို့ရှိရင် dining room နဲ့ kitchen လေးကိုလိုက်ပြီးတော့ပြပေးပါမယ်ဆိုတော့ living room ကနေဖြတ်ပြီးတော့ပြမှာပေါ့နော်ဒါကတော့ dining room လေးဖြစ်ပါတယ်အကျယ်ကြီးရှိတဲ့ပရင်ပေါက်လေးလည်းရှိပါတယ်လင်းထိန်နေရောနော်ခေတို့တွေ kitchen ဘက်ကိုဆက်သွားမယ်ဆိုရင်ဒီမှာ family room နဲ့ kitchen ကိုဆက်သွယ်ထားပါတယ် fireplace လေးရှိတယ်တော်တော်လေးလည်းကျယ်တယ်ပြီးတော့ဒီမှာ kitchen ကကြတော့တစ်သားတွေနဲ့ပဲစောက်ထားတာဖြစ်ပါတယ်ထိန်းသိမ်းကောင်းတာဖြစ်တဲ့အတွက်လုံးဝတက်ရက်ပြီးတော့လှတော့ပေါ့နော် oven လည်းရှိတယ် microwave လည်းရှိတယ် dishwasher တွေအကုန်လုံးအလုပ်လုပ်ပါတယ်ပြီးရင်တော့ဒီဘက်မှာပစ္စည်းတွေတင်လို့ရမယ်ဒီလိုစပွဲအသေးလေးရှိပါမယ်ဒီ family room ကမီလင်းဖိုလေးရဲ့ဘေးနားမှာစာအုပ်စင်လေးတွေလည်းရှိပါတယ်နော်နောက်တစ်ဖက်မှာလည်းအခန်းသေးသေးလေးရှိပါတယ်family room နဲ့ဒီချိုးခန်းကိုပြပေးပြီးဆိုတော့ Gero တွေ bedroom တွေကိုလိုက်ပြပါမယ်။ hallway ကနေရှောက်လာပြီးဆိုလို့ရှိရင်ဒီဘက်မှာတော့ master bedroom လေးတစ်ခန်းရှိပါတယ်။ဒီအိတ်ခန်းဟာဆိုရင်အလင်းရောင်တွေအများကြီးရပြီးတော့ကျယ်လဲကျယ်ပါတယ်။မီးတွေပန်ကာတွေပါဝင်ပြီးတော့ closet အကျယ်ကြီးရှိပါတယ်။ဆက်ရဲ့အတွင်းဘက်ကိုလိုက်ပြီးတော့ပြပေးမယ်နော်။စာရီရောပစ္စည်းတွေရောအားလုံးကိုစီစီလေးနဲ့ဖြစ်အောင်ဒီလိုစင်နေတန်းနေထားပေးတာပေါ့နော်။ဒီ closet လေးကလည်းသူ့ရဲ့ကိုယ်ပိုင်မီးတီးနဲ့သူရှိပါတယ်။ master bedroom အိတ်ခန်းရဲ့အင်္ဂါရက်နဲ့အညီဒီလိုမျိုးရေချိုးကန် bathroom လေးပါပါမယ်ဒီ bathroom မှာဆိုလို့ရှိရင် shower room လေးရှိမယ်ဒီမှာသူက stand shower လေးလောက်ထားပေးတာပေါ့နော် shower room လေးကအယောင်လေးကအရန်ကိုလှရတယ်နော်အထဲမှာဆိုလို့ရှိရင်လည်းလုံးဝကိုတန့်ရှင်းနေအောင်ထားပေးတာဖြစ်ပါတယ်ဒီ bathroom မှာရှိတဲ့ sink ရဲ့အောက်မှာဆိုရင်ဘီရိုလေးနှစ်ခုပါဝင်မယ်ပြီးတော့ toilet လေးနဲ့ brain box လေးတစ်ခုပါဝင်ပါမယ်မီးသီးတွေကလည်းကောင်းတိုင်းမယ် master bedroom ပြီးရင်တခြားအခန်းတွေကိုလိုက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်ဒါကတော့ဒီအိမ်လေးရဲ့ဒုတိယမြောက်အိတ်ခမ်းဖြစ်ပါတယ်။မီးတွေပန်ကာတွေပါဝင်ပြီးတော့ပတင်းပေါက်ကလည်းတော်တော်လေးကိုအလင်းအောင်ရပါတယ်။သူ့ရဲ့ကိုယ်ပိုင် closet လေးရှိပါမယ်။သူတို့ကဒီဗီဒီယိုလေးကိုလည်းဒီမှာထားသွားတာပေါ့နော်။ closet ကလည်းလူတစ်ယောက်စာအဝတ်စားတွေအတွက်တော်တော်လေးကိုကျယ်ဝန်းပါတယ်။ဒါဆိုတော့ခေတို့တွေနောက်ဆုံးအခန်းလေးကိုတွားကြည့်လိုက်ကြရအောင်နော်။ဒီနောက်ဆုံးအခန်းလေးကပတင်းပေါက်နှစ်ပေါက်ပါဝင်တာဖြစ်ပြီးတော့အလင်းရောင်ကောင်းကောင်းရတယ်။မီးနဲ့ပန်ကာလေးပါဝင်ပါတယ်။ဒီအခန်းရဲ့တ